Olá အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ်တူဂီစကားပြောနည်းနည်းထပ်တင်ပေးမယ်ပေါ်တူဂီစကားပြောမှာကိုအိုင်ပေါ့နော်ကိုရဲ့နန်းစာအိုင်ကို you တင်ခမညာနေပေါ့နော် you ပေါ့ you ဆိုတဲ့ဟာမှာနှစ်မျိုးရှိတယ်ကို respect ပေးရတဲ့လူဆိုလို့ရှိရင်ကြတော့ကို respect ပေးရတဲ့လူဒါမှမဟုတ်လို့ရှိရင်ကိုနဲ့မရင်းနှီးရတဲ့လူဆိုလို့ရှိရင် force အကယ်လို့တယောက်နဲ့တယောက်ခင်နေပေါ့နော်မြန်မာလိုဆိုနေနဲ့ငါနဲ့သုံးတယ်လို့မျိုးနင်ဆွဲစကားလုံးမျိုးပေါ့တော်တော်ခင်တဲ့လူမျိုးပြောတယ်ဒါမှမဟုတ်လို့ရှိရင်မိသားစုဝင်ချင်းမှာဆိုလို့ရှိရင်လည်းအရန်ကိုမှာမိဘနဲ့သားသမီးမှာအရန်တယောက်နဲ့တယောက်ချစ်ခင်နဲ့ရှိကြတဲ့မိသားစုတွေမှာဆိုလို့ရှိရင်ကြတော့ you ကို tu အဲ့ဒါဆိုလို့ရှိရင်တခြားနံစာ she ပေါ့နော် she ဆိုလို့ရှိရင်ကြတော့ဒါသူမလို့သုံးမယ်ဆိုလို့ရှိရင် ella သူဆိုလို့ရှိရင်အမျိုးသားပေါ့နော်တခြားကောင်လေးတယောက်အကြောင်းကိုပြောမယ် he ပေါ့ English မှာဆို he အဲ့ဒါဆိုလို့ရှိရင်သူဆိုတဲ့စကားလုံးကိုသုံးမယ်ဆိုလို့ရှိရင်ကြတော့ ellie ကောင်လေးတွေအများကြီးဆိုလို့ရှိရင် English မှာလိုပဲ s ထည့်လိုက်ရုံပဲ Elish ကောင်မလေးတွေအများကြီးဆိုလို့ရှိရင်လည်း s ထည့်လိုက်ရုံပဲ Elash အဲ့ဒီမှာငါတို့လို့ပြောတဲ့ခါကြလို့ရှိရင်ကြတော့ तू က we ပေါ့နော်အင်္ဂလိပ်နဲ့တူတယ်ဆိုရင် we ငါတို့ကျွန်တော်တို့ကျမတို့ဆိုလို့ရှိရင်ကြတော့ nosh तू က nos ပေါ်တူဂီစကားမှာ s ကိုရှတန်ထွက်တယ်အဲ့တော့ noshခမားတို့ပေါ့နော်လူတခြားလူတွေပေါ့မင်းတင်တို့ခမားတို့လို့ပြောလို့ရှိရင်ကြတော့ forces ကို s ထည့်ရုံပဲ forces အဲ့မှာကြတော့ 2sage တို့ဘာလို့မရှိတော့ဘူးဒါကြတော့ forces ပဲရှိရယ်ဒီနေ့တော့ဒီလောက်ပါပဲ